ဒိတ်Jerry ပါဝင်နေတဲ့ The Black Label ရဲ့အဖွဲ့အသစ်အားလုံးမင်္ဂလာပါ The Black Label ရဲ့ Co-ed Group Member Line-up ထွက်ပေါ်လာတဲ့အခါမှာပရိသတ်တွေအားလုံးစိတ်ဝင်စားတာထက်ပိုလာကြပါတယ် Blackpink ရဲ့ producer တယောက်ဖြစ်တဲ့ Teddy ဟာသူအသစ်စင်တင်ပေးသွားမယ်ယောက်ျားလေးမိန်းကလေးရောနေတဲ့အဖွဲ့ဟာမမ9ယောက်ပါဝင်သွားမှာဖြစ်ပြီး All Day Project ဆိုတဲ့နာမည်နဲ့ပွဲဥထွက်သွားမယ်လို့ကြေညာခဲ့ပါတယ်ဒီ line at မှာလူသိပြီးသား trainee တွေအမှုပညာရှင်တွေပါဝင်နေတာမို့အားလုံးရဲ့စိတ်ဝင်စားအာရုံစိုက်ခြင်းကိုခံနေရပါတယ်သတင်းတွေမှာဖော်ပြထားတဲ့အတိုင်း Island နဲ့အတူပွဲဥထွက်လူနီးပါးဖြစ်ခဲ့တဲ့ IU Next ပြိုင်ပွဲဝင်ရောင်စောဟာ The Black Label ကိုတကယ်ရောက်ရှိနေပြီးအဖွဲ့အသစ်ကနေပွဲဥထွက်လာတော့မှာပါဒါအပြင်ရှင်းဆယ်ကဲအုပ်စုရဲ့ဥက္ကဋ္ဌကြီးအီမြောင်ဟင်းရဲ့မြီလက်ရှိဥက္ကဋ္ဌချောင်းယူကျောင်းရဲ့အကြီးဆုံးသမီးမွန်စောယွန်းကလည်းအန်နီဆိုတဲ့နာမည်နဲ့ promotion ပြုလုပ်သွားအောင်မှလည်းဖြစ်ပါတယ်ရှင်းဆယ်ကဲဟာတောင်ကိုရီးယားရဲ့အကြီးဆုံး department store တွေကတစ်ခုဖြစ်ပြီးကိုရီးယားရဲ့ duty free business ကိုချုပ်ကင်ထားတဲ့အုပ်စုဖြစ်ပါတယ်အဖွဲ့ထဲမှာနောက်ထပ်ပါဝင်လာတဲ့ member ကတော့ပွဲဥမထွက်ခင်ကတည်းက Show Me the Money 6နဲ့နာမည်ကျော်ကြားခဲ့တဲ့ဂျိုဝူချမ်းဖြစ်ပါတယ်ဝူချမ်းဟာ Show Me the Money သမိုင်းတစ်လျှောက် final တက်နိုင်ခဲ့တဲ့အသက်အငယ်ဆုံးပြိုင်ပွဲဝင်ဖြစ်ပြီးနောက်ပိုင်းမှာ rapper တယောက်ဖြစ်ရပ်တည်နေခဲ့ပါတယ်ဝူချမ်းဟာရောင်စောနဲ့အတူ hype ပြက်လက်အောက်မှာလေ့ကျင့်ခဲ့ပူပါသေးတယ်ဝူချန်ဟာ2021မှာတော့ပွဲဥထွက်ပေးဖို့ Big Hit Music ကစီစဉ်ခဲ့တဲ့ Trainee A ရဲ့ member တယောက်ဖြစ်ခဲ့ပြီးဒီပွဲဥထွက်ဖို့အစီအစဉ်ဖျက်သိမ်းလိုက်တဲ့အခါဝူချန်လည်း The Black Label ကိုပြောင်းရွှေ့လာခဲ့ပါတယ်။နောက်ထပ် member တယောက်ကလည်း K သူတော့မဟုတ်ပါဘူး။လေးယောက်မြောက် member ဘိုင်လီဆော့ဟာနာမည်ကြီး Korea American ကပြား dancer choreographer တယောက်ဖြစ်ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံး member ကတော့ပြဿနာနည်းနည်းလေးရှိနေပြီးပွဲဥမထွက်ရသေးခင်မှာရင်ဝေဖန်မှုတွေရင်ဆိုင်နေရပါတယ်။အနုပညာနာမည်တာဇန်နဲ့မော်ရယ်အကသမားတယောက်ဖြစ်ရက်တည်နေတဲ့ အီချေဝွန်ဟာပရိသတ်နဲ့အစိမ့်သက်သက်တော့မဟုတ်ပါဘူး။တာဇန်က New Jeans ရဲ့ Supernatural MV, Idol ရဲ့ I Do MV နဲ့ Hong Seok Chun ရဲ့ Jewel Box MV တို့မှာပါဝင်ပူးပါတယ်။တာဇန်ဟာ Instagram ကိုအတော်လေးအသုံးများပြီးသူ့ရဲ့လူနေမှုဘဝကိုပရိသတ်တွေအစောကြီးကတည်းကသိနေကြရပြီးသားပါ။ဒီထက်ကပုံပုံကတော့ netizen တွေကိုသတိထားမိစေပြီးမလိုလားအပ်တဲ့ကောလာဟလတွေဖြစ်စေပါတယ်။တာဇန်ဟာသူ့ရဲ့ moral အလုပ်ကပုံတွေကိုအမြဲတမ်းလိုပြန်တင်ထားတတ်ပြီးဒီပုံတွေမှာတာဇန်က bright stage ချစ်ထားတာကိုတစ်ချိန်ထက်မကတွေ့ရှိခဲ့ကြရပါတယ်။တာဇန်ကဒါကိုသူ့ရဲ့ trademark style ဖြစ်တောင်သတ်မှတ်ထားပုံရပြီးအသစ်ထွက်ရှိလာတဲ့ all day ရဲ့ group ပုံမှာလည်းဒီ style နဲ့ပဲမြင်တွေ့ရပါတယ်။ပရိသတ်တော်များများဟာတာဇန်ကိုယဉ်ကျေးမှုဆိုင်ရာကျင့်ဝတ်ဖောက်ဖျက်မိနေတယ်ဆိုပြီးထောက်ပြဖို့ကြိုးစားနေကြပါတယ်။တချို့ကဆိုရင်ကျန်တဲ့ member တွေကိုတော့သဘောကျပေမဲ့တာဇန်ကိုတော့ဘလို့မှကြည့်မပေးနိုင်တာကြောင့်မ support တော့ဘူးလို့လည်းပြောနေကြပါတယ်။တခြားပရိသတ်တွေကတော့ Tarzan ဘက်ကနေကာကွယ်ပြောဆိုပေးနေကြပြီး The Black Label ကချပြမဲ့အဖွဲ့အသင်းမို့တချင်းထွက်မလာသေးခင်မဝေဖန်ကြသေးဘူးအချင်းချင်းသတိပေးနေကြပါတယ်။နောက်ထပ်အသေးစိတ်ချက်လက်အသစ်တွေထွက်လာအောင်မှာမို့ပရိသတ်တွေကထူးထူးခြားခြားအဖွဲ့လေးဟာဘလို့ဂီတတွေကိုဘလို့ပုံစံချပြပေးမလဲဆိုတာစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။